ဖိုးတူရေတကားဖွင့်မအောင်ကွဖိုးတူတို့အားလုံးလည်းတပြေးပြေးနဲ့ကြောက်လာကြတယ်တော်ဘောကတော့ငကိုရင်းကကြောက်နေရဆိုတော့ဘာမှပြောစရာမလိုဘူးပေါ့ငါဆောင်ထဲမှာပောက်ဖို့တက်လောက်ကခြေတစ်ပတ်တည်းမှာအတန်တို့လောက်တတ်တယ်ပြီးတော့တယောက်နဲ့တယောက်ခေါ်တဲ့အတန်တွေကိုလည်းမှတ်ထားတတ်တယ်အိမ်တကားတွေကိုသူ့ကိုယ်တိုင်မဖွင့်တတ်ဘူးတဲ့အဲ့လိုအတန်တို့လောက်ပြီးတော့တယောက်ယောက်ကိုဖွင့်ခိုင်းတတ်တယ်ဒါဆိုငါတို့အခန်းတကားမဖွင့်ပြီးသူဝင်လို့မရဘူးပေါ့ဟုတ်တယ်ဟောဒါဆိုရင်တော့ပါသေးရဲ့ကြောင်လုံးလို့ငါရှူးရအောင်ထွက်ကြခြင်းဟဲ့အောင်တော့ပေါ့ငါကန်နေတော့ရှူးမပေါက်ချနေနော်ဖိုးတူတော့အဝဲရွာထိပ်မှာဆော့ပြီးတော့အိမ်ကိုပြန်လာနေကြတယ်အဲ့ဒီရဲ့ချိန်ရွာထဲကမကြီးပြင်ကြီးဟာလေတွေတိုင်းလိုက်တရွက်တွေကလှုပ်ခတ်နေဟဲ့နေဒါရွာသားတွေပြောပြောနေတဲ့တရေဆောက်တဲ့မကြီးပြင်မှုန့်လားကွသူ့ဘာသာ6ချောင်းမ6ချောင်းကိုလန်ကိုသွားရမှာပဲလေဟေးအဲ့ဒီဘေးဟာလှုပ်နေရမဟုတ်လားဟာလေးတိုင်းမှာတော့လှုပ်တာဘောကွတုတ်ဘောရငါတင်မူမမှန်တယ်လို့ပဲအမလေးကြောက်လိုက်တာလေတွေတိုက်နေရဆိုတော့ငါ့အိမ်မှာခဏနေလိုက်ကြအောင်လေလက်ပတ်တုံးနဲ့ရှင်နွေးချမ်းလေးတောက်ရင်ပေါ့အေးဖိုးထွေးအိမ်မှာငါလက်ပတ်တုပ်ပေးမယ်လေကောင်းနေစားမယ်ဒါဆိုလေခက်တက်လေးသွားကြရအောင်လေတွေတိုက်တာကျန်းလာပြီဟာဒါလုံနဲ့တို့အားလုံးဖိုးတူတို့အိမ်ကိုခက်တက်လေးရှောက်သွားလိုက်ကြတယ်ဖိုးတူတို့အိမ်ရှိကိုရောက်တော့နေရပိုချမ်းလာပြီးတရက်တွေတရွှဲပြန်နေတော်ဘောကဟဲ့နေမကြီးပင်ဘက်ကတန်ကငါတို့နောက်ကိုလိုက်လာတယ်လို့ပဲနော်မင်းကကြောက်စရာမရှိကြောက်နေရမှာကွာလက်ပတ်တော့ဆိုင်ဒါအောင်မေ့သွားလိမ့်မယ်မြန်တဲဝင်ကြမယ်လေဟာနေရတော်တော်တိုက်နေပြီအိမ်ထဲဝင်ရင်တရေတွေမဝင်လာနိုင်ဘူးမဟုတ်လားတရေဝင်လာရင်လေလက်ပတ်တော့တပကံကျွတ်လို့လိုက်မယ်ကွာဒီလိုနဲ့ဖိုးထူတို့တော်ဘောကိုဆိုင်ရင်းအောင်ရင်းနဲ့အိမ်ထဲကိုဝင်သွားလိုက်ကြတယ်အိမ်ထဲဝင်ပြီးမိဝိုင်းမကလက်ပတ်တော့ဖို့မိဖို့ကြောင့်ကန်းထဲကိုဝင်သွားတယ်ဖိုးထူတို့ကတော့အိမ်ရှိကမ်းမှာပဲထိုင်ဆောင်နေကြတယ်အပြင်မှာတော့လီရီယာအဆက်မပြတ်တိုက်ခတ်နေတယ်လီရီယာကဘာလို့တလောက်တောင်တိုက်နေရလဲဟာဟုတ်ပါနွေရာသီရောက်တော့မှမလို့လားဟုတ်တယ်ဒါပေမဲ့အခုလေတိုက်တာမမှန်ဘူးလို့ခံစားရတယ်အဲ့ဒီရဲ့ချင်းမိဝိုင်းကလက်ဖက်တော့ပကံကိုကင်လို့မျက်နှာမှာအိုးမဲတွေနဲ့ရှောက်လာတယ်ဒါကိုတော့ဘောကမြင်တော့လန့်သွားတယ်အောက်မလေးတရေဟဲ့တော့ပေါ့ငါပါဟဲ့ဘာရှောက်အော်နေရလဲမိဝိုင်းမကလက်ဖက်တော့ပကံကိုစပယ်ပေါ်တင်လိုက်တယ်ကဲတော့ဘောစားတော့ရပြီနင်စားမှလေနင်ကြောက်ပြေမှာတော့ဘောကလက်ဖက်တော့ကိုအားရပါရစားနေရတယ်ဖိုးထူတို့အားလုံးအကမ်းမြင်ဘက်ကအတန်ကိုကြားလိုက်ရတယ်ဟဲ့မင်းတို့ကြားလားထုတ်တဲ့အေးကြားရင်ဖိုးထူမင်းများလားအတန်ကလမ်းလျှောက်တယ်မဟုတ်ဘူးခုံနေတယ်လို့ပဲအတန်ကပို့ပြီးတော့နင်းလာတယ်ဒါလေကငါ့အမေဆိုငါ့ကိုအတန်ပေးမှာပဲတခိုးများလားတခိုးဆိုရင်တိုင်းယုံကပိန်နဲ့တွေ့ကြသေးတာပေါ့နောက်တော့အခန်းတကားကိုလာခောက်တယ်အိမ်တကားကိုတကားရင်းမဟုတ်ဘဲနဲ့ဇက်တိုက်ကိုခောက်နေဖိုးထူတကားဖွင့်ပြီပါဒါငါ့အမေမဖြစ်နိုင်ဘူးငါ့အမေတန်မဟုတ်ဘူးအဲ့ဒါတရေတင်နေငါကြောက်တယ်ငါဖွင့်လိုက်ရမှာဒီအောင်ဒီရဲ့တန်ဒီပုံစံကငါဖက်ပူတဲ့စာရည်တွေကခြေတစ်ပတ်တည်းနဲ့တူးနေတယ်အပြင်မမကခြေလက်ချောင်းကုံတန်းတဖြည်းဖြည်းနဲ့ပျောက်သွားတယ်ကုံတန်းนี่မကြားရတော့ဘူးနော်ကုံသွားပြီလားမသိဘူးငါ့ကိုကြောက်လို့သွားလိုက်ပြီထင်တယ်အဲ့ဒီရဲ့ချင်းလျှက်စီးတစ်ချက်လက်လာပြီးအိမ်မင်းပေါက်ကနေခြေလက်ချောင်းသေးမှပေါ်လာတယ်အမလေးတရေတော့ဘောဟာကြောက်ပြီးတော့ထောက်တော့တာပါဟာတော့ဘောဘာရှောက်အောင်နေရလဲကွမမလေးတည်ဟိုမှာဘရင်းပေါက်မှာငါတို့ကိုကြည့်နေတယ်တော့ဘောညွန်ပြတဲ့ဘရင်းပေါက်ကိုအားလုံးကြည့်လိုက်တော့ဘာမှမရှိဘူးဟဲ့တော့ဘောဘာမှမရှိပါဘူးနေအကြောက်လွန်ပြီးတော့မြင်ကျင်တာနေမှာပေါ့မဟုတ်ဘူးငါတကယ်မြင်လိုက်တာဟာတကယ်တည်းမှကြီးကြောက်စရာကြီးအဲ့ဒီရဲ့ချင်းအကမ်းမြင်ဘက်ကနေခုံတဲ့အတန်ကိုထပ်ပြီးတော့ကြားလိုက်ရတယ်အကမ်းမြင်ဘက်ကနေခေါ်တဲ့ကိုကြားလိုက်ကြရပြန်နေဖိုးထူရေတကားဖွင့်မအောင်ကွဖိုးထူတို့အားလုံးလည်း
တပြေးပြေးနဲ့ကြောက်လာကြတယ်တော်ဘောကတော့ငကိုရင်းကကြောက်နေရဆိုတော့ဘာမှပြောစရာမလိုဘူးပေါ့ငါစောင်းထဲမှာပောက်ဖို့တက်လောက်ကခြေတစ်ပတ်တည်းမှာအတန်တို့လောက်တတ်တယ်ပြီးတော့တယောက်နဲ့တယောက်ခေါ်တဲ့တန်တွေကိုလည်းမှတ်ထားတတ်တယ်အိမ်တကားတွေကိုသူ့ကိုယ်တိုင်မဖွင့်တတ်ဘူးတဲ့အဲ့လိုအတန်တို့လောက်ပြီးတော့တယောက်ယောက်ကိုဖွင့်ခိုင်းတတ်တယ်ဒါဆိုငါတို့အခန်းတကားမဖွင့်ပြီးသူဝင်လို့မရဘူးပေါ့ဟုတ်တယ်ဟောဒါဆိုရင်တော့ပါသေးရဲ့ကြောင်လုံးလို့ငါရှူးရအောင်ထွက်ကြခြင်းဟဲ့အောင်တော့ပေါ့ငါကန်နေတော့ရှူးမပေါက်ချနေနော်အဲ့ဒီအချိန်မှာအပြင်အတန်ကရုတ်တရက်ထွက်ပေါ်လာတယ်ငါလက်ဖက်တုပ်စားခြင်းတယ်အခန်းထဲမှာအားလုံးတပြိုင်နက်တည်းတိတ်သွားကြတယ်ဟမ်တရေရအောင်လက်ဖက်တုပ်စားတယ်လားဟာအဲ့ဒါဆိုလေတရေမဟုတ်လားကိုမင်းလိုအမြဲပိုက်စားတဲ့လူပဲဖြစ်ရမှာမဟုတ်ဘူးငပိ။ तू ကလူတွေကိုဖျားယောင်းပြီးတော့တကားကိုမဖွင့်ဖွင့်ချင်အောင်လုပ်နေတာ။ငါတို့လက်ပတ်တုပ်စားနေအောင် तू ဘယ်လိုသိရလဲ။လမ်းမှာငါတို့ပြောတဲ့စကားတွေကိုမှတ်တာနေမှာပေါ့။ဒါဆို तू ကလူတွေကို तू သိတယ်လို့ပြောပြီးတော့ရောအောင်လုပ်နေရပဲဟာ။ဒါဆိုငါတို့သူ့ကိုမေးခွန်းနေမေးကြည့်ကြမလား။သူ့စိတ်တွေဝေဝါးသွားအောင်မို့။ဟုတ်တယ်ငါတို့စမ်းကြည့်တယ်။ပို့တော့ခြေတစ်ချောင်းတရေကိုစိတ်တွေထွေးပြားသွားအောင်လို့မိခိုးနဲ့မိကိုစလိုက်တယ်ငါတို့ဘွဲ့တွေမှာအကြောက်ဆုံးကဘာတူလဲဆိုတာသိလားအပြင်ကအတန်ခဏတိတ်သွားတယ်တုတ်ပေါ်တယောက်လန့်သွားတယ်ဟာငါနာမည်ကိုသိနေတယ်ဟာဒါဆိုအစားပေါ့ဆုံးသူအောင်တုတ်ပေါ်မှန်နေတယ်ဟာသူငါတို့အကြောင်းသိနေတယ်အဲ့ဒါဆိုငါဒီဘွဲ့ထဲမှာအကြောက်ဆုံးအစားပုတ်ဆုံးနောက်ဆုံးတော့အရှင်စားခဲ့ရမယ်သူဖြစ်တော့မှာပေါ့ဖိုးတူကဆက်ပြီးမင်းလိုက်တယ်တားမိမယ်အန်တီကလူလားတရဲလားအဲ့ဒီနောက်တန်ကကွက်ကွက်ပြပြထက်လာတယ်လူမဟုတ်တဲ့တရဲမငါကမကြီးပြစ်မှနေတဲ့ခြေလက်ချောင်းတရဲမဟဲ့တရဲမစကားပြောတာကာယံနဘေဒီနဲ့ပါလားဟဲ့တရဲမနေတကယ်ဝင်ရဲဝင်ကြည့်လိုက်တားရုံငပိန်နဲ့တွေ့သွားမှာနင်တို့ကိုကိုက်ဖို့လာတာမဟုတ်ဘူးလက်ပတ်တော့စားကျင်လို့လိုက်လာတာငါ့ကိုတကားဖွင့်ပြီးဟဲ့တရေမတကယ်လက်ပတ်တော့စားကျင်နေရလားဖိုးသူကတစ်ချက်စဉ်းစားလိုက်တယ်ငါ့စာအုပ်ထဲမှာဖတ်ဖို့တာတခုရှိတယ်တရေတွေကလူတွေတို့ကိုမကြောက်တော့ရင်ကိုယ်တိုင်ပြောက်သွားတတ်တယ်ဒီတရေမလက်ပတ်တော့စားကျင်ကျွေးလိုက်မယ်လေဟာနေဦးငါနဲ့စားလိုက်အောင်ဟာဒီတော့ဘောတော့ကွာတော်မော်လေးကျန်ဒီရဲ့လက်ပတ်တော့နည်းနည်းကိုနှိုက်စားလို့ဖိုးသူကိုပေးလိုက်တယ်ဖိုးသူကလက်ပတ်တော့ပကံကိုယူပြီးတကားနာကိုမသွားဘဲနဲ့အိမ်ပရိမပေါ်မှာချထားလိုက်တယ်စားကြရင်ဒီမှာပဲစားအခန်းတကားတော့မဖွင့်ပေးနိုင်ခဏလောက်တိတ်ဆိတ်သွားပြီးနောက်တော့ခြေတစ်ချောင်းတည်းမှရောက်လာပြီးလက်ပတ်တော့ကိုနှိုက်စားနေရောတယ်လက်ပတ်တော့စားလိုက်ရတဲ့ခြေတစ်ချောင်းတည်းမှရဲ့အတန်ကနုံးညံ့သွားတယ်အမလီကောင်းလိုက်တာရှင်နောက်တကမြဲကိုလာစားအောင်မယ်လာစားရင်တော့သားတို့မော်ဆရာကိုချက်ကြီးကိုခေါ်ပြီးဖန်ခိုင်းလိုက်မှာနော်အဲ့လိုတော့မလုပ်ပါနဲ့ရှင်မလာနဲ့ဆိုလဲမလာတော့ပါဘူးအန်တီတည်းမှဘာလို့လူတွေကိုကြောက်အောင်လို့လိုက်လုပ်နေရလဲကြောက်အောင်လုပ်တာမဟုတ်ပါဘူးလူတွေကအန်တီတည်းမှတို့လမ်းလျှောက်လေကြောက်အတန်ထွက်လေကြောက်ဒါမို့အန်တီတည်းမှတို့မှာအတန်မထွက်အောင်တိတ်တိတ်လေးသွားနေရတာအန်တီကခြေတစ်ဖက်ပဲပါတော့လမ်းလျှောက်မရလို့ခုံတော့အတန်ပိုးမိတာပေါ့လက်ပတ်တော့စားကျင်တာများဗျာလူတွေကိုလိုက်ကြောက်စရာမလိုပါဘူးဗျဟုတ်တော့လက်ပတ်တုံလေးစားကျင်လို့လိုက်တောင်းစားတော့တရေကြောက်တယ်ထင်တဲ့နင်တို့ကိုငါအံ့ဩဟုတ်ပါပြီဗျအန်ဒီတရေမမကြီးပင်မနေတာမလားတားတို့လက်ပတ်တုံစားတိုင်းအန်ဒီတရေမစီကိုလာပြီးတော့ကျွေးမယ်ဗျကောင်းတာပေါ့ဒါဆိုလူတွေစီကိုလိုက်ကက်စားစရာမလိုတော့ဘူးဒါပေမဲ့တားတို့ဂတိတခုပေးရမယ်ရရလေဘာပေးရမှာလဲမကြီးပင်သားကိုလမ်းလျှောက်သွားတဲ့လူတွေကိုလိုက်နှောက်မရှက်ဘူးလို့ဂတိပေးရမယ်ရရလေပေးတယ်လူတွေကသာငါ့ဘာသာနေနေရအောင်တရေကြောက်တွေထင်နေကြတာပဲဟာကောင်းပါပြီဗျာကဲလက်ပတ်တော့စားမင်းလဲသွားပါတော့အေးပါဟဲ့ခြေလေးဆောင်တရေမလေးလက်ပတ်တော့စားပြီးပျောက်ွယ်သွားတယ်ဒီတရေမတော်တော်ငါကြည့်ကြတာပဲသူများတော်စားလို့မောင်းရသေးတဲ့ဟာအမလေးတုတ်ပေါ်ရင်ငါထက်သူကြွေးပါမယ်ဟာမိဝိုင်းမလည်းလက်ပတ်တော့ဖို့မိဖို့ကန်ထဲကိုဝင်သွားပြန်နေအပြင်မှာတော့လေတွေတိုက်ပြီးတရက်တွေကကျွေနေတော့မှပဲ
ညနေခင်းအချိန်တစ်ခုမှာဖိုးထူးမိဝိုင်းငပိန်နဲ့တုပ်ပေါ်တို့ရွာစုံဘက်မှာပြေးတန်းလိုက်တဲ့စော်ကစားနေကြတယ်။စီဝိုင်းအတွင်းဖိုးထူးမိဝိုင်းနဲ့တုပ်ပေါ်တို့ကပြေးနေရပြီးငပိန်ကတော့မိအောင်လိုက်နေရတယ်။တုပ်ပေါ်ကပြေးရင်းနဲ့ဖောက်ရဲ့ကျင်းလဲလီတယ်။အောင်မလေးတေးပါပြီဗျ။ဟာတုပ်ပေါ်ရတာဘယ်နာသွားသေးလဲ။ဟိုငါလည်းပေါ်သွားမလားမသိဘူး။နင်ကနေဝယ်ကြီးနဲ့စွတ်ပြေးတာ哦။ငါမပြေးရင်ငပိန်ကငါ့ကိုမိမှာပေါ့ဟာ။ကဲပါဟိုနေလဲစောင်းတော့မှာဆိုတော့ဒီနေ့တော့ဒီလောက်ပဲနားကြတာပေါ့အဲ့ဒီရဲ့ချိန်တောဘက်ကနေမြူကိုမဲမဲတွေတက်လာပြီးမိုးချင်းတန်လို့အတန်တခုကြားလိုက်ရတယ်ဟာဘာသာလဲမသိဘူးမိုးချင်းတန်လားဟုတ်တယ်ဒါမှမဟုတ်ဘူးသူ့ဘာသာဘာတန်ဖြစ်ဖြစ်ပါခုတော့တို့တွေအိမ်ပြန်ကြရအောင်ဖိုးတူအကြောင်းမသိရလဲမဟုတ်ဘဲနဲ့တခုခုဆိုရင်စုံစမ်းလိုက်ရမှာလေခုလေသူသွားစုံစမ်းတော့မှသိကြတယ်ကဲပါခက်တက်သွားစူးစမ်းပြီးတော့ပြန်လာကြတာပေါ့ငါကြောက်တယ်ဖိုးတူကအဲ့ဒါဘာမှန်းလဲမသိဘူးဘာမှန်းမသိလို့တိအောင်သွားစူးစမ်းမလို့ပေါ့ကွာပြီးရင်မလိုက်တာလည်းမဟုတ်ပဲနဲ့လာသွားကြရအောင်ဒီလိုနဲ့ဖိုးတူကရှေ့ရထွက်သွားတော့မိဝိုင်းတုပ်ပေါ်ငပိန်တို့လည်းနောက်ကနေလိုက်သွားလိုက်ကြ၏တော်ရဲကိုဝင်လာတဲ့အချိန်မှာတော့မြူကိုတွေအုပ်ဆိုင်နေတယ်မြူကိုတွေအုပ်ဆိုင်နေရပဲဘလို့ဖြစ်တာလဲအဲ့ဒီအချိန်မှာမိုးမြူကြားတွေကအလုံးဟောင်းနဲ့လှိုင်ကူကြီးပေါ်လာတယ်နောက်တော့ကူကြီးရှိမှနတ်ဆိုးတကောင်ပေါ်လာတယ်ကဲကလေးတို့ဒီရောက်လာကန်ကောင်းတာပဲဒီနေ့ကကြုံမွေးနေ့ဖြစ်လို့ဒီရောက်လာတဲ့သူတွေကိုချမ်းသာခြင်းနဲ့တည်ဆောင်ပေးမယ်ဘာတွေတည်ဆောင်ပေးမှလဲဗျလှိုင်ကူထဲမှာရွှေတွေအများကြီးရှိတယ်ယူနိုင်တဲ့လောက်ယူလောဘကြီးလေလေများများရလိမ့်မယ်ဖြစ်နိုင်မှာမလားဗျခမရရှောက်ပြောနေရဆိုရင်ဘာလဲကျုပ်ကလင်းနေရထင်းလို့လားထင်းတော့မထင်ဘူးဒါမဲ့အလကားပေးနေတော့စိတ်ထဲမှာတမျိုးဖြစ်နေရဲ့ရှင့်သူ့မွေးနေလို့ပြောတာပဲဟာမယုံလဲပြန်သွားလိုက်နော်ကျုပ်မွေးနေမှာထိုက်တဲ့သူရမှာပဲခုချိန်ထိသားတို့အနေနဲ့မပေးဘူးဆိုတော့ဖြစ်နိုင်ပါတယ်တခြားတစ်ဖက်မှာလည်းလှည့်ွက်တစ်ခုဖြစ်နိုင်သေးတယ်ဟာဒီကလေးကတော့ဆရာကြီးလို့ဘာလို့နဲ့ဖိုးတူကမိဝိုင်းတို့ကိုလှည့်ပြောလိုက်တယ်ကဲဘာပဲဖြစ်ဖြစ်ငါတို့ဝင်ကြည့်ကြတာပေါ့ဖိုးတူကပြောပြီးဂူကြီးတဲ့ကိုဝင်သွားလိုက်တယ်ဖိုးတူအကြောင်းသိနေတဲ့မိဝိုင်းတို့လည်းဘာမှပြန်မပြောတော့ဘဲလိုက်သွားလိုက်ကြတယ်။လိုင်ကိုကြီးတဲ့ရောက်လာတော့ဖိုးတူတို့စိတ်တွေဝေဝါးလာတယ်။တုပ်ဘောကသူ့ရှိမှမုတ်ပုံအကြီးကြီးကိုမြင်လေတယ်။ဟာမုတ်တွေပါလား။ဟာငါတို့ပွားပြီပဲ။ငပိရဲ့စိတ်ထဲမှာတော့လက်ဝဲပွဲမှာအနိုင်ရပြီးအောင်ပွဲကိုစင်နေအောင်မြင်နေရတယ်။နိုင်ပြီဟာငါ့ကိုဘယ်သူမှမရှင်နိုင်တော့ဘူးကွ။မိဝိုင်းမကလည်းသူ့ကိုယ်သူစင်ဒရဲလာပုံစံနဲ့မြင်နေရတယ်။တောင်မိဝိုင်းမကကျင်းတဲ့ပီတီဖြစ်နေတာပါ။ဖိုးတူးစိတ်ထဲမှာတော့အနာဂတ်မှာဘီလီယံနာတရေကြီးဖြစ်နေတယ်။ဖိုးတူးကအတိတ်တစ်ချက်ကတ်လိုက်တယ်။ဟာဘလို့ဖြစ်တာလဲ။ဒါငါတို့စိတ်ကိုလှည့်စားနေရပဲ။ဖိုးတူးကဂူဘက်လေကိုကြီးလိုက်တဲ့အခါဝင်းဝထိန်လင်းနေတဲ့ရွှေတွေကိုတွေးလိုက်ရတာပါ။ဒီရွှေတွေကြောင့်မဖြစ်ပါ။ဒီရွှေတွေကလူတွေကိုလှည့်စားဖို့မော်ဆွဲနဲ့လှုပ်ထားတဲ့ရွှေတွေပဲဖြစ်ရမယ်။ဖိုးတူးကချက်ချင်းပဲမိဝိုင်းတို့ကိုအော်ပြောလိုက်တယ်ဟဲ့မိဝိုင်းတုပ်ပေါ်ငပိတ်တတိကက်ကြအောင်မင်းတို့မြင်နေရအမှန်မဟုတ်ဘူးနော်ဖိုးတူအော်ခေါ်လိုက်ပေမဲ့ညှုတ်ကန်ထားသလိုဖြစ်နေတယ်ဖိုးတူလည်းခေါ်မရတာနဲ့ခေါင်းကိုတယောက်တစ်ချက်စီထုချလိုက်တယ်အောင်မလေးတေးပါပြီဗျဖိုးတူလက်ဆွဲချောင်းခေါင်းလေးပုတ်ပြီးပြန်တတိကက်လာကြတယ်ဟမ်ငါဘလို့ဖြစ်သွားလဲအိမ်မက်လားတကယ်လားငါစိတ်ထဲမှာငါကစင်ဒရဲလာဖြစ်ပြီးတော့လူတွေရဲ့ချီးကျူးအားပေးမှုတွေကိုခံနေရတာတဲ့ငါရောပဲငါလက်ဝဲကြော်နိုင်ပြီးအောင်ပွဲခံနေရလို့ခံစားရတာတကယ်အတိုင်းပဲဟာငါလည်းလေမုတ်ပုံပေါ်မှာအိပ်ပြီးမုတ်တွေစားနေရတာတကယ်ကိုရတာရှိတာဟာအေးအဲ့ဒါမင်းတို့လိုချင်ဖြစ်ချင်နေတဲ့လောဘစိတ်ကူးတွေကိုအသုံးချပြီးတော့မင်းတို့ရဲ့စိတ်ကိုလှည့်စားလိုက်တာပဲဒါရီရဲ့လောဘမကောင်းတဲ့ဘက်ကိုပဲဥတည်ရဲဆိုတာမင်းတို့သိလားအေးဟုတ်တယ်ဖိုးတူပြောတာမှန်တယ်ဒီလိုညှုတ်ခံရတာလေဘာမှတော့မဖြစ်ပါဘူးမုတ်တရားတကယ်ကိုရတာရှိတာဟာအေးအဲ့ဒီအမှန်မဟုတ်တဲ့ဘဝမှာလောဘရင်နဲ့တာရပြီးဘယ်တော့မှအိမ်မပြန်ရတော့ပဲဒီနေရာမှာပဲချုံတော့ခံရလိမ့်မယ်ကွာဟာအဲ့လိုတော့ငါမနေချင်ပါဘူးအိမ်ပြန်ချင်တယ်ငါအမေချက်ထားတဲ့ထမင်းနဲ့ဟင်းအောင်ပဲငါစားမယ်ဖို့တို့ဒီလိုသားဆိုဂူပြင်ဘက်မှာတွေးခဲ့တဲ့နတ်ဆိုကအစ်စ်မကောင်းဘူးထင်းတော့တင်သားသူ့မွေးနေဆိုပြီးငါတို့ကိုလာကျင်းတဲ့နေရဒါငါမှတာဝန်ရှိတယ်ငါစိတ်ကတခုခုဆိုမစူးစမ်းမဲ့မနေနိုင်တာဟာ
အေးပါငါတို့လည်းမင်းပါပဲစူးစမ်းမင်းနောက်ကလိုက်ကိုအစ်စ်မှာဟာဖိုးတူကအတွေးတစ်ချက်ဝင်သွားတယ်နေကြအောင်ဒီတိုင်းသာဆိုဒီကူကြီးထဲမှာငါတို့ပဲရှိတာမဖြစ်နိုင်အေးဖြစ်နိုင်တယ်ဒါဆိုငါတို့တခြားနေရာကိုသွားကြည့်ကြအောင်မလားအေးငါတို့တခြားသူတွေရှိမရှိသွားရှာကြည့်ရမယ်ဒီလိုနဲ့ဖိုးတူတို့လည်းရှေ့ကိုဆက်သွားလိုက်ကြတယ်တနေရာကိုရောက်တော့အထမ်းတဲ့နေရာကကုံနေအောင်တွေးလိုက်ရတယ်ပျော်လားဟိမောင်တို့ရေပျော်တယ်ဟိပျော်တယ်ဟိဖိုးတူကအတန်းတဲ့နေရာကိုမြင်လိုက်တော့ဟာငါဒီနဲ့တိုင်းပဲညှို့ကန်ထားတဲ့လူနှစ်ယောက်ရှိနေတယ်သူတို့ကိုကြည့်ရတာအယူတွေကြနေရပဲအဲ့ဒါသူတို့လောဘစိတ်ထဲမှာပိတ်မိနေရပဲတိလာတော့ပေါ့မင်းလည်းအဲ့လိုမဖြစ်စေနဲ့ငါအဲ့လောက်လောဘမကြီးပါဘူးငါပိတ်ရဖိုးတူငါတို့ဒီစိတ်ညှို့ကန်ထားတဲ့အတန်းတဲ့နေရာကိုဘလို့ကယ်နေလို့ရမလဲဒါမဲ့ဒီရွှေတွေကမှော်နေလောက်တာဆိုရင်ဘလို့ဖြတ်မှာလဲဖိုးတူကဂဝေါချေကိုကြည့်လိုက်တော့ရွှေရောက်မှာအနက်ရောင်မှော်မှတ်သားတစ်ခုကိုတွေ့လိုက်တယ်ဒီမှာဒီမှတ်သားတစ်ခုပဲဒီကနတ်ဆိုးရဲ့မှော်မြစ်ပဲဖြစ်ရမယ်ဒါကိုဖျက်ဆီးပြရမယ်နေငါလက်ဝါးတိုင်းနဲ့ရိုက်လိုက်မယ်ငပိန်လဲချက်ချင်းပဲသူ့လက်ဝါးနဲ့အောက်ချေကအနက်ရောင်မှော်မှတ်သားကိုရိုက်ချလိုက်တယ်အလိုလေးနာလိုက်တာငါမီးလက်ဝါးတိုင်းတော့ကျိုးပါပြီဒါဘာပစ္စည်းနဲ့မှဖြတ်လို့မရတော့ဘူးကွာမင်းလက်ကျိုးမှပဲရှိမှာဒီရွှေတွေကိုဖြတ်ချိန်အရင်ဆုံးကို့လောဘကိုဖြတ်နိုင်ရမယ်အဲ့ဒါဆိုဘယ်လိုလုပ်မှလဲနေကြံရပြီလားငါတို့စိတ်ကိုတနေရာတိုင်းစုစည်းပြီးမလိုအပ်တဲ့လောဘတွေကိုလျှော့ချရမယ်ကွာโอเคဒါဆိုလဲလုပ်ကြတာပေါ့ကဲငါတို့တယောက်နဲ့တယောက်လက်ချိတ်လိုက်အောင်ငါအောင်မြေကြော်ကြားကျင်တာတဲ့ငါမိသားစုနဲ့အတူနေရတာကိုပို့ချက်တယ်ငါတိုက်ပွဲမှာအနိုင်ရတာတဲ့ကိုယ့်စိတ်ကိုအနိုင်ရတာကိုရွေးချယ်မယ်ငါသူများကျွေးတဲ့မုတ်တွေမစားရလဲနေပါစေအမေဆက်ထားတဲ့ထမင်းဟင်းကိုပဲစားမယ်အဲ့လိုပြောဆိုပြီးအဖွဲ့လေးအောင်လက်တွဲလိုက်ကြတဲ့အခါရွှေရီအယောင်တောက်ပေါက်မှုဟာတပြည့်ပြည့်နဲ့ရောကျသွားတယ်နောက်တော့ဖိုးတူကမြေပြင်မှာရှိတဲ့အနက်ရောင်မှော်မှတ်သားကိုခြေထောက်နဲ့ခြေလိုက်တယ်အတန်ကြီးတစ်ခုထွက်လာပြီးရွှေရီဟာတစ်ခုချင်းစီကြောက်တုံးလိုက်ဖြစ်ပြောင်းသွားကြတယ်အတန်းတဲ့နေရာကကုံနေရာကနေရက်လိုက်ကြတယ်ဟမ်ငါတို့ဘယ်ရောက်နေရလဲဟုတ်ပါငါတို့ခန်းစားဆန်စားနေရတဲ့စံရင်တော်ကြီးရောဘယ်ရောက်သွားလဲဖိုးတူကအဖြစ်ပြက်တွေကိုရှင်းပြလိုက်တယ်အတန်းတဲ့နေရာကဖြစ်ပြက်တွေကိုတတိပြန်လည်လာပြီးဖိုးတူတို့ကိုကျေးဇူးတင်ကြတယ်ဦးတို့ရွှေတွေကြောင့်ကိုယ့်ကိုယ်တော်မသိဖြစ်သွားခဲ့တာအခုလိုကဲတင်မင်းလို့ကျေးဇူးတင်ပါတယ်ခလေးတို့ဦးလေးတို့ကဘယ်လိုလို့ဒီကိုရောက်နေရလဲရှင်အော်ဒီလိုပါဦးတို့ကတရားဝင်တရားထွက်ဈေးပတ်ရောက်နေတဲ့ကုံရောင်းကုံဝင်အထမ်းတဲ့ပေါက်စလေးတွေပါဂူရှိကနက်လိုဘာလိုတယောက်ကသူ့မွေးနေဆိုပြီးဂူကြီးရရွှေတွေကိုယူခိုင်းနေဂူကြီးထဲရောက်တော့ရွှေတွေမြင်ပြီးလောဘမထိန်နိုင်ဘူးစိတ်ကူးထဲမှာရွှေတွေကိုအသုံးချပြီးပျော်နေခဲ့ကြတာပေါ့အဲ့ဒါဦးတို့ကလောဘကြီးတာဘူးဗျဟုတ်တယ်ဝက်ကလေးရဲ့လောဘကြီးလို့ရင်ဒုက္ခရောက်တတ်တယ်ဆိုတာအမှန်ပဲအမားကိုအမှန်သိပြီးနောက်မဖြစ်အောင်သတိထားကြရအောင်ဗျာအခုတော့သားတို့အပြင်ထွက်ကြရအောင်ဒီလိုနဲ့ဖိုးထူးတို့လည်းအပြင်ကိုထွက်လာခဲ့ကြတယ်အပြင်ရောက်တော့နတ်စုကဖိုးထူးတို့ခွဲကိုမြင်လန့်သွားတယ်ဟဲ့ပလုတ်တော့ဒီကလေးတွေကဘယ်ရဘလို့ဒီကိုတွေကထွက်လာနိုင်ရတာအသေးနတ်စုကတော့ကောက်ကျစ်တာပဲဗျလူတွေကိုဘာလို့ခုလိုလုပ်ရလဲအော်ငါကဘာလို့လို့လဲလောဘကြီးသူတွေကိုပြိုဆဲဖျားရောက်ပြီးသူတို့ရဲ့လောဘတွေကိုစားတော့တဲ့လောဘစားနတ်ဆုပ်ပဲလေမကြောက်ဘူးပါဘူးခမည်းဒီတောထဲကနေဒိုးလိုက်တော့မဟုတ်ရင်ကျွန်တော်မော်ဆရာကိုချက်ကြီးကိုခေါ်ပြီးတိုက်ထုတ်ရလိမ့်ဟာဒီကလေးတွေကတော့ရီရတယ်ဟိဟိုကလေးတို့ပွဲချမ်းတော့မယ်ဆိုဦးတို့ခွင့်ပြုပါအောင်နော်အော်ဟုတ်ဗျအတန်းတဲ့နူးလေးနေရာနေကြောက်ပြီးတော့ပြေးထွက်သွားလေအဲ့ဒီအချိန်မှာကိုချက်ကြီးကစပိန်လေးနဲ့ရောက်လာတယ်ဟာကိုချက်ကြီးရောက်လာပြီအေးကလေးတို့ကိုချက်ကြီးတရားထိုင်နေကလေးတို့ဒုက္ခရောက်နေရဆိုတာအာရုံရလို့လိုက်လာခဲ့တာပဲဟုတ်တယ်ရှင့်ဟိုမလေးသမီးတို့ဒုက္ခပေးနေတာမိဝိုင်းမကနတ်ဆိုးကိုလက်ညှိုးထိုးပြလိုက်တယ်အော်လောဘစာနတ်ဆိုးပဲဒီနယ်ကိုရောက်လာမကြသေးဘူးထင်တယ်အောင်မအကြမ်းမြေဆရာလို့ဘေးနေဆရာလို့ဒီကောင်ကဘာကောင်လဲကွာစကားအကောင်ပြောနေတော့ဒီနယ်ဒီတောတွေကနေအခုချက်ချင်းထွက်သွားလိုက်စမ်းဟာရှင်ရတယ်ဟိငါရွာတွေပတ်ပြီးလူတွေရဲ့လောဘတွေစားသုံးလာအခုမှဆရာကြီးဖွဲ့နေတိုးရတာပဲဘာဖြစ်အပြင်းပြေတာပေါ့သွားမှလားမသွားဘူးလားထွက်မသွားဘူးဆိုရင်โอเคလေကျုပ်ဆိုအောင်ပြရသေးတာပေါ့ချက်ကြီးက
သူ့မော်ကျင်လုံးကိုထုတ်ပြီးနတ်ဆိုးကိုစွမ်းနေပြစ်လိုက်သည်နတ်ဆိုးကရှောင်းလိုက်ပြီးသူ့ခရင်ခွားကိုထုတ်လိုက်လို့ချက်ကြီးကိုအောင်လန်းမော်စွမ်းနေပြစ်လင်လိုက်သည်ချက်ကြီးကနတ်ဆိုးကိုရှော့တက်ထားမိရဲ့အတွက်ရုတ်တရက်ခံလိုက်ရှာသည်ကိုချက်ကြီးရလာဗျရတယ်အေးစိချက်ကြီးကထလာပြီးနတ်ဆိုးနဲ့ပြန်တိုက်ခိုက်တော်သည်နောက်ဆုံးတော့နတ်ဆိုးကချက်ကြီးရဲ့မော်စွမ်းတွေကိုမခံနိုင်တော့ပေအဝေးကိုထွက်ပြေးသွားခဲ့သည်နတ်ဆိုးထွက်သွားတဲ့ကိုကြီးလည်းပျောက်ကွယ်သွားခဲ့တာပါအဆင်ပြေလားကိုချက်ကြီးအေးပြေးပါလေဒီတက်ဆိုတဲ့မိစ္ဆာရင်တွေအောင်တိုက်ခိုက်ခဲ့သေးတာပဲရှေးဒါမှတို့ကိုချက်ကြီးကွကိုထုကိုဖွဲ့မှုတော်သေးတာပေါ့တခြားကလေးကြီးဆိုဒီလောဘစာနတ်ဆိုရဲ့စားတော့ခြင်းကိုခံနေရတော့ပြီဟုတ်တယ်ဗျသားတို့ဂူရင်းရထမ်းတဲ့နှစ်ယောက်ကိုလည်းကဲတင်လိုက်နိုင်သေးတယ်တော်ပါပြီဒါမဲ့ကိုတော်ရီဆိုပြီးတော့အရာရာကိုအထိတ်ကိုမရှိမလုပ်ရအောင်နော်စိတ်ကြပါဗျသားတို့ကိုချက်ကြီးစကားနားထောင်လို့အခုလိုလူတော်လေးဖြစ်နေတာပေါ့အေးပါဒါဆိုရင်တို့ရလည်းအိမ်ပြန်ကြရအောင်ဒီလိုနဲ့ကိုချက်ကြီးဟာရှေ့ကနေစပိန်လေးကောက်တုံးရင်နဲ့ဖိုးထူးတို့လည်းနောက်ကနေလိုက်သွားခဲ့ကြတယ်